လွန်ခဲ့တဲ့နှစ်ပေါင်း1500လိုက်ကျော်1890ပြည့်နှစ်ကာလရီစီကိုပြန်လည်ပုံဖော်ကြည့်လိုက်ပါအနောက်နိုင်ငံတွေကစမှုတော်လန်ရေးလိုင်းလုံးချင်းနေတူကဘာကီကိုစိုးမိုးဖို့ကြိုးပမ်းနေချိန်မှာအာရှတိုက်ရဲ့အလေဘဟုကမြမယတနာပုံနှန်းတို့ထဲမှာတော့ကဘာကိုအအားသင့်စင်မဲ့နီးပညာတော်လန်ရေးတစ်ခုကိုတိတ်တဆိတ်လှူဆောင်နေခဲ့ပါတယ်လူအများစုကမင်းတို့မင်းတရားကြီးကိုမန္တလေးယတနာပုံနေပြီးတော့ကြီးကိုတီထောင်သူသာသနာပြုမင်းတပအဖြစ်ဖဲသမိုင်းစာမျက်နှာတွေမှာတတိထားမိကြပါလိမ့်မယ်ဒါပေမဲ့တကယ်တော့သူဟာခေတ်ရှိပြည့်တဲ့အသွေးခေါ်လေးရှိပြီးမြန်မာပထမဆုံး IT ဒေါ်လာယူကိုဦးဆောင်ခဲ့တဲ့နီးပညာပြီးသူဟာကြီးတူဖြစ်ပါတယ်အထူးသဖြင့်ကဘာသုံးမော်စကိုစနစ်ကိုမြန်မာမှုဖြူပြီးမြန်မာမော်စကိုကိုဦးဆောင်တည်ထွင်ခဲ့တဲ့သမိုင်းကတော့ရင်သက်ရှူမောစရာအကောင်းဆုံးပါပဲအနောက်နိုင်ငံတွေရဲ့မော်စကိုစနစ်ဟာယူရှင်းတဲ့အင်္ဂလိပ်အခရာ26လုံးပေါ်မှာအခြေခံထားတာမို့စက်ဝိုင်းဖြောက်ဒေါနဲ့မြင်းတို့တက်နဲ့အချက်ပြချက်တွေနဲ့ပြောင်းလဲဖို့လွယ်ကူပါလေဒါပေမဲ့စက်ဝိုင်းပုံစံကောက်ချောင်းတွေရစ်ပတ်မှုတွေနဲ့ရှုပ်ထွေးလာတဲ့မြန်မာပြည်33လုံး၎င်းတို့ရဲ့အချက်အောက်ရှေ့နောက်မှာရန်နေတဲ့တရားတွေပြေးစင်တွေကိုလက်ရှိအချက်ပြစနစ် electrical signals အဖြစ်ပြောင်းလဲဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့အများကထင်ခဲ့ကြပါတယ်ဒီစိန်ခေါ်မှုကိုကျော်လွှားဖို့အတွက်မင်းတို့မင်းကြီးဟာမြန်မာပညာရှိတွေတင်မကပဲအီတလီအင်ဂျင်နီယာတဦးဖြစ်တဲ့ကွန်တိုတိုနဲ့ပူပေါင်းပြီးမြန်မာဂျေနန်တုံးအခရာစနစ်ကိုတီထွင်ဖန်တီးခဲ့ပါတယ်မြန်မာစလုံးတွေကိုအဆက်နဲ့မြင်းတိုလေးတွေအဖြစ်စနစ်တကျတင်ကတာဖြောင်းလဲပြီးလက်ရှိကျွေးတွေကတဆင်မိုင်းပေါင်းများစွာစီပေးပို့နိုင်အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်ဒီအခြေအနေကိုမြင်တွေ့ခဲ့ရတဲ့ British အရာရှိတွေနဲ့နိုင်ငံသားတွေဟာအရှိဖျားကမြန်မာနိုင်ငံမှာဒီလိုအစိမ့်မြင့်လက်စစ်ဆက်သွယ်ရေးစနစ်ကိုကိုယ်ပိုင်ဘာသာစကားနဲ့အကောင့်ထဲပေါ်နိုင်လိမ့်မယ်လို့လုံးဝမထွင်မှတ်ထားကြလာမှုအံ့အားသင့်တုံလုပ်ခဲ့ကြရပါတယ်မန္တလေးနန်းတော်အတွင်းမှာတိဆောက်ခဲ့တဲ့ရတနာပုံခြေနံယုံဟာလွန်ခဲ့တဲ့နှစ်ပေါင်း1500ကတည်းကကျွန်တော်တို့ရဲ့မြန်မာဘာသာစကားကိုခေတ်မီနည်းပညာနဲ့အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့တဲ့သမိုင်းဝင်တက္ကီအထောက်အထားကြီးဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ခေတ်ကျွန်တော်တို့ smartphone တွေကွန်ပျူတာတွေပေါ်မှာအလွယ်တကူရိုင်းနေအသုံးပြုနေတဲ့မြန်မာဖုန်းတွေ digital ဆက်သွယ်ရေးနည်းပညာတွေရဲ့အစူးအသမစ်တွေရာမျိုးစေဟာအမှန်တော့အဲ့ဒီခေတ်ရတနာပုံခေတ်ကလေးကစတင်ခဲ့တာဖြစ်ပါတယ်။သမိုင်းဆိုတာအတိတ်မှတင်ကြံရစ်ခဲ့တာမဟုတ်ပဲယနေ့ခေတ်ကွန်ပျူတာကီးဘုတ်တွေပေါ်ထိတက်ရောက်ရှင်တန်းနေစေကြုံပြသနေတဲ့မြန်မာတို့ရဲ့ဂုဏ်ယူစရာနည်းပညာသမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါတော့တာပဲ